ရတယ်အားလုံးမိတ်ဆွေနေ့တိုင်းပဲသတိရတယ်လေကျုပ်တို့မျိုးမှာအသင်းသားများတွေတောင်ရိုးတန်းစကိုင်းဘက်မှာနေကြမ်းမာကြရဲ့လားလို့မျိုးမမဝဲရွှေမသူမေးလိုက်တန်တွေဟောကြမ်းမာကြပါရဲ့လို့ကျွန်တော်တို့မျိုးမမောင်တွေရွှေမသူမေးပြောလိုက်ပါလေစကိုင်းမှာပဲစိတ်ကဆွဲနှပ်ပြေတခါတလေတော့မျောမှန်းလွှမ်းမဲ့တွေ့ဝေးပြန်ကျင်စောတွေရောက်ကျင်စောနဲ့စိတ်စောလို့သာနေအခါတော့ရောက်ချိန်နီးလို့လာပဲတော်တော်မမ